နောက်လုပ်တယ်ဒီခုံပေါ်မှာသူအခုတင်လိုက်တယ်ပေါ့နော်တင်ပြီးတော့သူတောင်ကြီးမြောက်ကြီးရေတွေရောသွားခတ်ခိုင်းတယ်သွားခတ်လက်ဆောင်ပေးဖို့ဆိုပြီးတော့အဝတ်တွေကိုဟိုဟာယူခိုင်းဒီဟာယူခိုင်းတယ်ဒါတွေကလူတွေကိုလှည့်စားတာပေါ့နော်အာယုံနောက်လုပ်တယ်ပေါ့နော်ဟိုဟာကြည့်ပြီးတော့ဒီဟာလေးအဲ့အချိန်မှာနောက်တဲ့ဈေးဝယ်2ယောက်ကလည်းထက်ရောက်လာတယ်ဗျအဲ့အချိန်မှာကျွန်တော်ညီမလေးကအဲ့2ယောက်ကိုမပြသေးဘူးသူတို့ကတော့အဲ့2ယောက်ကတော့အမြဲတမ်းလာဝင်နေကြရတယ်ပေါ့နော်ဒီအုတ်ထုံးနဲ့ဟာတခိုးမှအဲ့တခုမှလှည့်သည်မြောက်ကျွန်တော်ညီမခံနေရပါဘောနော်သူအခုသူအာယုန်နေနောက်အခုဟိုဟာပြခိုင်းဒီဟာပြခိုင်းလုပ်ခိုင်းတယ်ဒီဗီဒီယိုဖိုင်ကတော့ဟိုဘေးတွေရဲ့အပေါ်တွေရဲ့ကြည်အောင်လို့ကျွန်တော်အကုန်လုံးပတ်ပြီးတော့ဖြတ်ပြီးတော့ဆက်ထားတာပေါ့နော်အဲ့ဒါလေးတော့သိခံပြီးကြည့်ပေးစေချင်တယ်အခုသူအခုအိတ်ပန်းရောင်ရဲ့အောက်မှာဒီလက်တော်တစ်လုံးယူပြီးသွားပြီအဲ့ဒီမှာလက်တော်မြင်လားလက်တော်ကမအုပ်ရသေးဘူးအဲ့မှာသူဒီဟိုလမ်းကြီးဒီလမ်းကြီးအပေါ်မှာကျွန်တော်ရဲ့ order ဟိုအထည်တူလေးရောပါသွားသေးတယ်အမှဒီအဲ့လက်တော့သူခိုးကျင်လို့သူထပ်ဖိလိုက်တယ်အဲ့ပေါ်အတိုင်းဖိပြီးတော့ဒီဟာကိုဟိုလက်ဆောင်ပေးရအောင်လို့ဆိုပြီးတော့သူအိတ်အလှခင်းခိုင်းတာပေါ့နော်ပတ်ခိုင်းတာပေါ့သူ့ရဲ့အိတ်အလှကလည်းကြီးညံ့တာပဲအခုဆိုင်းညီမလေးကလည်းတတိမထားမိရောကြတော့သူကလည်းရောင်းချင်စောပဲကြီးနေရောကြတော့အဓိကကတော့ဒီခုံပေါ်တွေမှာသူတို့အာယုံနောက်စီမဲ့ပစ္စည်းတွေကိုမတင်ခိုင်းတာအကောင်းဆုံးပဲဈေးဆိုင်တွေပေါ့နော်တတိထားစေချင်လို့ပေါ့အဲ့ချိန်မှာသူစကားတွေရှောက်ပြီးတော့ဟိုလူတွေနဲ့ရှောက်ပြောလိုက်သေးတယ်ရှောက်ပြောလိုက်ပြီးတော့သူခဏကြာတော့ဟိုသူဒီဘက်ကိုပြန်လာတယ်ပြန်လာတဲ့အချိန်မှာလည်းတတိမထားမိသေးဘူးကျွန်တော်ညီမအခုဒီမှာသူထဲကျိတ်တွေနဲ့ဟိုရှောက်ပြခိုင်းခိုင်းသေးတယ်ပြခိုင်းပြီးတော့ဒီပေါ်မှာထပ်ပုံနဲ့ထပ်ပုံသေးရဲ့သူဟိုဒီအောက်တွေကအခုပြန်ထက်လိုက်ပြီးအဲ့တကယ်တော့ခိုးမဲ့ပစ္စည်းတွေကိုသူယူဖို့အတွက်သူ့ရဲ့ဒီပါလာတဲ့အဲ့ဟိုဟာတွေအာယုံနှောက်အောင်လုပ်လိုက်တာဒီပေါ်မှာလည်းထပ်ပြီးတော့ကျွန်တော်ညီမတော်သေးရဲ့ဒီဖုန်းကလည်းပါမသွားသေးဘူးဒီဖုန်းလည်းသူတခုမှရှိနေသွားထားသေးရဲ့အဲ့မှာသူမိမတွေကစိတ်လို့ရှာရင်သူတော့ထမိန်ဝတ်တတ်တယ်ဗျသူထမိန်2ခါပြင်းဝတ်တယ်ဒီမှာတစ်ခါပြင်းဝတ်သေးတယ်ဒါခိုးကျင်လို့စိတ်လို့ရှာလို့ထမိန်ပြင်းဝတ်တယ်ဒီမှာအခုသူဒီမှာထဲတို့တွေအောက်မှာဒီမှာလက်တော့ပါသေးတယ်ထဲတို့လက်တို့လည်းသူခိုးခြင်းတဲ့ဟာတွေမှန်သမျှသူအဲ့လိုအပေါ်အတိုင်းဖုံးနေရှိတယ်ဒါတခုမှတိုင်းရဲ့စတိုင်လားတော့မသိဘူးဒီဘွားတော့မဟုတ်ဘူးနော်အခုအုတ်ထုံးတဲ့ဘွားတော့တခုမှအဲ့ဖတ်တီးမှဘွားဝါနဲ့တယောက်ကအဲ့မှာကျွန်တော်ညီမကိုဟိုပြခိုင်းဒီပြခိုင်းပြန်ပြခိုင်းတယ်ပြခိုင်းပြီးတော့သူရိတ်ချင်နေကြည့်တယ်ကြည့်ပြီးတော့ဒီအောက်မှာအခုသူစခိုးတော့မယ်ဒီမှာအဲ့မှာဒါအောက်ကလက်တော့ဟိုသူပတ်လိုက်ပြီလက်တော့ပတ်လိုက်ပြီသူတန်းမခိုးသေးဘူးသူဟိုကြည့်ဒီရှောက်ကြည့်သေးရဲ့ဒီမှာအခုအိမ်ကြီးကတော့သူအခုခိုးဖို့အတွက်တာဆူနေတယ်အဲ့မှာသူထပ်ပြီးအာယုံတော့ထပ်လုပ်ခိုင်းတယ်အဓိကတော့ဈေးဝယ်ပုံမှန်မဟုတ်ပြီးတော့ကြာတဲ့သူတွေကိုပို့ပြီးကြည့်ဆိုင်တင်ပါတယ်သူတို့ကပစ္စည်းတစ်ခုကိုတော့မယ်ဆိုရင်တစ်ခုခုကိုအယောင်ပြပြီးတော့နောက်တစ်ခုကိုခိုးတာများတယ်အဓိကတော့လှည့်စားတာပေါ့လူတွေကိုအလုပ်လျှော့အောင်လုပ်တယ်အဓိကဘလိုပဲဈေးဝယ်ကိုဈေးဝယ်ကိုဒီဈေးဝယ်ဆိုရင်ဒါပုံမှန်မဟုတ်တဲ့လူဒီမှာသူရှောက်ပြီးတော့သူပြခိုင်းတယ်တောင်ပြောမြောက်ပြောအကုန်ရှောက်ပြောပြီးတော့လူတွေနဲ့ရှောက်ရောတယ်ပြောပြီးတော့အဲ့ဘေးမှာသူလမ်းလျှောက်တယ်လမ်းလျှောက်ပြီးတော့ဒီအထည်ကလည်းမကြိုက်သေးဘူးဟိုထည်ကလည်းမကြိုက်သေးဘူးသူပြောတယ်အဲ့မှာဒီဟာယူမယ်ဟိုဟာယူမယ်ရှောက်ပြောတယ်ရှောက်ပြောပြီးအာယုံနောက်အောင်နေလုပ်တယ်လုပ်ပြီးတော့အဲ့မှာတကယ်တော့အဲ့အိမ်ကြီးကသူမယူလို့ပြောတာကျွန်တော်ညီမလေးကလည်းတတိမထားမိဘူးအဲ့မှာထပ်ပြီးတော့အဲ့အိမ်ကြီးပါထပ်ခိုးတယ်ဒီကခောက်တယ်သူခောက်ပြီးတော့သူအိတ်ထဲတော့မှာအဲ့ပြီးမှသူဒီခိုးမဲ့ပစ္စည်းတွေကသူမပါသေးဘူးဟိုလောလောဆယ်ပြင်းနေတော့ဒီပတ်စံကောင်းတာပေါ်မှာတော့ပစိုးတစ်ထည်ကတော့သူခိုးပြီးသွားတယ်ဒီမှာအဲ့မှာလက်တော့အဲ့အောက်မှာလက်တော့ရှိတယ်သူ့ရဲ့ကျွတ်အမဲကြီးနဲ့အဲ့မှာသူထုတ်ပြီးတော့ခိုးတော့မှာအဲ့မှာဒါကျွန်တော်အိမ်တစ်ထည်ထုတ်လိုက်ပြီထုတ်လိုက်တဲ့အချိန်မှာသူစကားတွေရှောက်ပြောတယ်တကယ်တော့အဲ့ဟိုအိတ်ကသူ့အိမ်မဟုတ်လို့ကျွန်တော်ညီမဟိုဘက်ကိုပြန်တင်လိုက်တယ်ပြန်တင်လိုက်တဲ့အချိန်မှာလူပါရီယူမာတော့ပြန်ထုတ်တယ်ဒီအိမ်ယူမာလားဆိုပြီးတော့ကျွန်တော်ညီမပြန်ပြောသေးတယ်ပြန်ပြောပြီးသူက2000ခွဲနဲ့သူထပ်ယူမယ်လို့ပြောတယ်ပြောပြီးတော့အဲ့မှာ ထည့်လိုက်ပြီ
အဲ့အိတ်ထည့်လိုက်ပြီထည့်လိုက်တဲ့အချိန်မှာသူထပ်ပြီးတော့ကျွန်တော်မှာအိတ်ကြီးတောင်းတယ်သူထည့်အောင်လို့သူ့ရဲ့ဒေါ်လီမုတ်စာရဲ့အဓိကတော့ပစ္စည်းတွေကိုသူတို့ရဲ့ဒေါ်လီမုတ်စာတွေကိုကောင်းတာပေါ့မတင်ခိုင်းတာအကောင်းဆုံးပဲတက်တနေရာမှာသူတို့တင်ခိုင်းအဲ့ဒါမှအကောင်းဆုံးပဲအဲ့ဒါဆိုရှင်းတယ်သူတို့လှုပ်ရှားလို့လည်းမရတော့ဒီမှာဆိုင်အိတ်ကြီးယူပြီးတော့သူတို့အကုန်လုံးပြန်ထည့်တယ်အဲ့မှာသူနောက်တစ်ထည့်မယ်သူကပါလာပြီးသားကိုကပလန်1ပလန်2ပလန်3လူလင့်လစ်တယ်လို့ထပ်ခိုးမယ်ဆိုတာပါလာပြီးသားကျွန်တော်ရဲ့စေပုံမိချစ်ကိုထပ်ခိုးမှာဒါသူရွှဲထားသေးတာအချိန်ကြီးကောင်းရင်သူထပ်ခိုးမယ်ပြီးရင်ဟိုအိတ်ထဲဟိုရှာသူရှာပြီးသူကျွတ်မဲထုတ်ပြီးကျွတ်မဲထုတ်ပြီးကျွတ်မဲနဲ့သူထပ်ခိုးရအောင်လို့သူ့ရဲ့ပစ္စည်းတွေကိုအဲ့မှာသူဟိုကနေပေါင်းထည့်မယ်ဒီဟာပေါင်းထည့်မယ်ကျွန်တော်ညီမလေးကတတိမထားမနေဘူးသူကလည်းပြားရခန့်နေအဲ့မှာအိတ်ထဲမှာသူအခုမှလက်တော့အဲ့လက်တော့သူကောက်ထည့်လိုက်တယ်လက်တော့ကသူကလီနိုဘို9i7အော်စုအဲ့မှာထဲထုတ်တွေထည့်တယ်အဲ့မှာကျွန်တော်ညီမတတိထားမိမှာကြောက်လို့သူနဲ့မဟုတ်တဲ့အိတ်ကိုပြန်ချလိုက်သေးတယ်ပြီးတော့ကျွန်တော်ညီမတတိမထားမိရောထပ်ပြီးတော့အဲ့အထုပ်တွေပါအကုန်ထည့်တယ်အဲ့အော်ဒါတင်တဲ့အထုပ်တွေအဲ့ထုပ်တွေထုတ်တယ်ကျွန်တော်ညီမလည်းဟိုအိမ်ပဲမဲခေါင်တယ်ဒီသူ့အထုပ်ထဲကိုဘာကြီးထည့်လိုက်တယ်ဆိုသူမသိဘူးအဲ့မှာသူအခုပစိုးတွေထပ်ယူအောင်မယ်ဆိုပြီးတော့ဟိုပစိုးတွေရှောက်ယူတယ်ပြီးတော့အပြန်မှယူမယ်ဘာညာကိကွာနဲ့သူပါဆယ်တွေရှောက်ပြီးတော့အော်ဒါတက်တယ်လို့ဘာလို့ရှောက်ပြီးအာရုံအောင်လုပ်လိုက်တာလှည့်သားတာပေါ့နော်အဓိကကတော့သူပြန်တော့မယ်ဆိုတာကိုတတိမထားမိအောင်လို့ရှိမှကျွန်တော်ညီမအဲ့မှာကျွန်တော်ကိုဖုန်းဆက်တယ်သူမနိုင်တော့ဘူးဆိုတော့သူဖုန်းဆက်တော့ကျွန်တော်ဆင်းလာတော့အဲ့တကူမှအဲ့ဖက်ဒီမှမရှိတော့ဘူးသူအကုန် ready made အကုန်လုံးတူကျွတ်မိအဲ့မဲတဲ့ကိုအကုန်ထည့်လိုက်ထည့်ပြီးတော့သူစကားကြီးအလဘာရှောက်ပြောပြီးတော့ဒီမှာသူ့ထုတ်တယ်ချိုရီဘူးမေးလို့တော့မှကျွန်တော်ညီမပေးလိုက်သေးတယ်အဲ့မှာကျွန်တော်ဆင်းလာတော့ကြာဒီဘွားတော့လေကျွန်တော်မတွေ့တော့